ပြည်သူမိကိုမအများအားလုံးမင်္ဂလာပါကျွန်တော်ကတော့မိတ်ဆက်ပေးရမယ်ဆိုရင်ကျွန်တော်မွန်ပြည်နယ်ဆွတ်တော်ကိုယ်စားလှယ်အခုဒီနေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ဆွတ်တော်ကိုယ်စားလှယ်တစ်ပေါ့နော်ကိုယ်စားလှယ်လောကျွန်တော်တို့မွန်ပြည်နယ်ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်ကျွန်တော်တို့ရဲ့ပါတီအသင်းနာမည်ကတော့လူငယ်အာမန်တိုးတက်ရန်ဆိုတဲ့မွန်ပြည်နယ်ကနေပြီးတော့ကျွန်တော်ပါတီပေါ့ဒါကြောင့်အဲ့ကနေလားအဲ့ဒါကျွန်တော်တို့ပါတီကိုရုံကြည်ကြည်နဲ့မဲပေးပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ်ကျွန်တော်တို့ပါတီကဒီ2025ရွေးကောက်ပွဲမှာနိုင်သွားလို့ရှိရင်ကျွန်တော်နံပါတ်1ဘာလုပ်ပေးမလဲဆိုလို့ရှိရင်ပြုတ်ပြင်ပြောင်းလဲတဲ့အများကြီးကျွန်တော်လုပ်ပေးမယ်ဒုမြန်မာနိုင်ငံကြီးတိုးတက်အောင်နော်နံပါတ်1ကျွန်တော်ဘာလုပ်ပေးမလဲဆိုအရက်တွေကိုဈေးချွတ်ချွတ်နဲ့ကျွန်တော်လုပ်ပေးမယ်တနိုင်ငံလုံးအရက်တွေနံပါတ်2ကကျွန်တော်သဘောမကျဆုံးနံပါတ်2ကဘာလဲဆိုလို့ရှိရင် highway လမ်းမှာတချို့လမ်းမှာတွေ့ရတာ highway လမ်းမြန်မာနိုင်ငံမှာဘာမှအရေးဖတ်မရတဲ့ဟိုဒီဘန်ဒါပင်လို့ဘာလို့စိုက်တာတဲ့အရွက်တွေကျွနိုင်ငံတော်တော်ရှုပ်နေတယ်ပလားနေတယ်ပြည်သူတွေတခြားနိုင်ငံကလဲလို့ရှိတာဘာမှမျက်စိနဲ့နောက်တယ်နော်အဲ့ဒီမှာ highway လမ်းမှာကျွန်တော်တို့လွတ်တဲ့ကိုယ်စားလှယ်အာဏာရလုံးပိုင်ခွင့်ရှိခဲ့မယ်ဆိုလို့ရှိရင်မဲနိုင်ခဲ့မယ်ဆိုရင်မြန်မာတနိုင်ငံလုံး highway လမ်းဘေးမှာကျွန်တော်တို့ဘိန်းစာရွက်ပြင်စိုက်မယ်တနိုင်ငံလုံးဘိန်းစာရွက်တွေစိုက်မယ်ပြီးလို့ရှိရင်နိုင်ငံသားကို in support တင်မယ်ဒါနိုင်ငံတော်လမ်းမှာမြည်ပြီးအားလည်းမရှိဘူးတိုးတက်တဲ့စိုက်ပျိုးရေးကိုအခြေခံ၍ဆိုတဲ့ဆောင်းဘုတ်တိုင်းတနိုင်ငံလုံးဘိန်းစာရွက်စိုက်မယ်ဘိန်းစာရွက်ပြင်တယ်တက်ရုံဝင်စိုက်ပေးမယ် highway လမ်းတစ်လျှောက်လုံးတိုက်တဲ့လူခုစားကြတို့မြန်မာနိုင်ငံသားဆိုတိုက်တဲ့လူခုစားနောက်ပြီးခုရောင်းမကျင် support တင်မယ်ဒါစီးပွားရေးပဲနံပါတ်2ကဆေးကြောင်းတွေတရားဝင်ရှူရအောင်ကျွန်တော်လုပ်ပေးမယ်ဆေးကြောင်းနံပါတ်2ကမျိုးနဲ့မှာတရားဝင်ဆိုင်ဖို့တရားဝင်ရှူရအောင်ကျွန်တော်ဈေးပေါ်နဲ့လုပ်ပေးမယ်ကျွန်တော်လွတ်တဲ့ကိုယ်စားလှယ်ကမဲနိုင်သွားလို့ရှိရင်ဒါကြောင့်မို့မဲပေးအဓိကနံပါတ်3ကတော့ဒီမူရေးဆေးပွားတွေကိုတတ်နိုင်တော့ဈေးချွတ်ဖြစ်အောင်မြန်မာနိုင်ငံမှာတရားဝင်300အောင်တတ်နိုင်တော့ဈေးချွတ်ဖြစ်အောင်ကျွန်တော်လုပ်ပေးမယ်နော်ကျွန်တော်လုပ်ပေးမယ်အဲ့လိုမျိုးကျွန်တော်လုပ်ပေးမယ်လက်ခောက်မသိတော့လက်ခောက်မသိတော့မပြီးဘူးပြောလို့ပြီးမှတည်လို့ရနော်လူကြီးမျိုးတစ်ချက်ပြီးတော့အဲ့ဒါမျိုးကျွန်တော်တိုင်းပြည်ကိုဖျက်ဆီးတာမဟုတ်ဘူးကျွန်တော်အဓိကလုပ်ရရည်ရွယ်ချက်ကတိုင်းပြည်တိုးတက်အောင်နံပါတ်2ကမူရစ်ဆေးပေါ်တော့လုံမှုခိုးမှုတွေမရှိတော့ဘူးအဓိကလုံနေခိုးနေကြတဲ့အမှုတွေကစဉ်းစားကြည့်ရင်ပါတယ်တကယ်တမ်းကြည့်လို့ရှိရင်ပါတယ်ဆိုလို့ရှိရင်တကယ်လုံနေတဲ့ခိုးမှုတွေတိုက်မှုတွေမှာဆေးကြောင်တဲ့လူတွေများတယ်ဆေးကြောင်လို့ပတ်စံလို့ဆေးတွေကဈေးကြီးလို့ဒါကြောင့်သူတို့ခိုးတယ်တိုက်တယ်အဲ့လိုဖြစ်နေကြတယ်တကယ်လို့မူရစ်ဆေးကဈေးပေါ်နဲ့ရောင်းလိုက်မယ်ဆိုရင်ခိုးမှုတွေတိုက်မှုလုံမှုတွေမရှိတော့ဘူးဘာဖြစ်ဈေးပေါ်နဲ့ဝယ်ရတယ်တော့ဒါကြောင့်ကိုယ်နိုင်ငံမှာပဲထွက်အောင်ကိုယ်နိုင်ငံမှာပေါ်များအောင်လုပ်ရမယ်ဒါကျွန်တော်ရလူငယ်အတရားနေတဲ့အမြုံမြင်ပေါ့ဒါကြောင့်ကျွန်တော်တို့ပါတီကိုမဲပေးပါလို့ကျွန်တော်မြစ်တာရက်ခံတယ်ပြောကြည့်ပါတယ်နော်ဘာမှလက်မထောင်နဲ့ကျွန်တော်တို့ပါတီကိုယ်စားလှယ်ပြောတာပဲနားထောင်ပြည်သူတရားနေလည်းဘာမှပြောပိုင်မှုမရှိဘူးလုပ်ပိုင်မှုလည်းမရှိဘူးနားထောင်ပိုင်မှုပဲရှိတယ်နော်ဟုတ်ပြီအဲ့ဒါအဲ့တော့မူရဆေးလေးဈေးပေါ်ခြင်းနဲ့နိုင်ငံတိုးတက်ခြင်းကျွန်တော်တို့ဗါလဲကျွန်တော်တို့ပါတီနာမည်ပါတယ်လူငယ်အာမန်တိုးတက်ရန်မွန်ပြည်နယ်ကျွန်တော်ကတော့ပါတီခေါင်းဆောင်ပေါ့နော်အဲ့ဒါကျွန်တော်အခုလိုအချိန်ကုန်ခံပြီးနားထောင်ပေးတဲ့ညီကိုမိဘပြည်သူတွေကိုကျေးဇူးတင်တယ်လာကနော်ကျွန်တော်ပါတီတရားလာနားထောင်ကတရားနော်ဟုတ်တယ်လာနားထောင်ကကျေးဇူးတင်တယ်ကျွန်တော်ပါတီကိုမဲပေးပါနော်မြန်မာတိုင်းတနိုင်ငံလုံးဘိန်းစာရောက်ပြီးဆိုင်မယ်မူရဆေးတွေဈေးပေါ်အောင်လုပ်ပေးမယ်တိုင်းပြည်တိုးတက်အောင်လက်ခုပ်တီးလို့ရပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်